ရန်ကုန်မြို့က9တက်ကြီး6တက်ကြီးနဲ့9တက်ကြီးဖျားတွေကိုတွားရဖို့မျှော်လိုက်ရအောင်ပါမြင်နေရတဲ့ဖျားကတော့9တက်ကြီးဖျားပဲဖြစ်ပါတယ်ထိုင်တော်မူရုပ်ပွားတော်မြတ်ဖြစ်ပါတယ်ရှင်အရန်ကိုကြီးညိုတက်ပြစရာကောင်းတဲ့မနဲ့အစိုးရတွားရဖို့မျှော်ခဲ့ပေမဲ့ဖျားထိုင်နေတဲ့သူတွေလည်းရှိနေတာကိုတွေ့ရပါတယ်အဲ့ချိန်မှာကိုရီးယားသာစောရတင်နေတဲ့ကုသိုလ်လုံးနေတဲ့သူတွေကလုံးနေပြီးပါပြီလားဆိုတဲ့စိတ်လေးတွေးမိပါတယ်မြင်နေရတဲ့ထိုင်တော်မူရုပ်ပွားတော်မြတ်ကတော့9တက်ကြီးဖျားကထိုင်တော်မူရုပ်ပွားတော်မြတ်ပဲဖြစ်ပါတယ်ရှင်ငါတက်ကြီးဖျားမှာဆိုလို့ရှိရင်ဒီဂိမ်းလေးစော့လို့ရတယ်ကုသိုလ်လေးရတယ်ကျွတ်ပြစ်တဲ့နေရာလေးရှိတော့လေကလေးလေးတွေမျိုးခေါ်သွားမယ်ဆိုရင်ပို့ပြီးတော့စိတ်လှုပ်ရှားစရာကောင်းတယ်ပြောစရာလည်းကောင်းပါတယ်မြင်နေရတဲ့လျောင်းတော်မူဖျားကြီးကတော့6ထက်ကြီးဖျားပဲဖြစ်ပါတယ်6ထက်ကြီးဖျားမှာလိလာစရာအရန်ကိုများပြတယ်ဗုဒ္ဓဝင်လေးကိုဘယ်လိုလဲဆိုမြန်မာလိုအင်္ဂလိပ်လိုရေးထားတယ်ပချီတရုပ်ဖော်တွေနဲ့လည်းရေးသားထားတာတွေအများကြီးတွေ့ရပါတယ်ပြီးတော့ကြတော့ရုပ်ပုံတွေက 3D ရုပ်ပုံလေးတွေထုထားတာတွေလည်းတွေ့ရတယ်ပေါ့နော်ပြီးတော့မူဒရာရှိတဲ့မူဒရာတွေအကုန်လုံးကိုလည်းထုစစ်ထားတာကိုတွေ့ရပါတယ်ရှိခဲ့ကမတန်းဘယ်ပိုင်းဒီပြန်ဒီကမောင်းကိုညာနေတယ်နော်လေးလာကြတယ်အများကြီးပဲဒီမှာတိကျအသေးတော့ဒါ6တက်ကြီးခဏမှာဆိုရင်ငယ်တော့ကနေရုပ်ပြတယ်ဟိုဟာလေ38မီတာတရားတော်ကြီးဒီလိုမျိုးလေးတွေရေးသားထားတယ်ပေါ့နော်အဲ့မှာဆိုရင်ဒါကတော့လိုက်မှာမင်းနိုင်ကျင်းနေတာပါဒီထဲမှာဆိုတောင်းချိုးစင်ပွားနေတဲ့တရားငါးကြားမပြတ်စေဆိုတာအရင်အရေးကြီးအခုဆိုရင်တော့ဒါလည်းလုပ်ကြည့်လို့ဆိုအရှင်ဒါတာနာမှာလာပြီးနေတာတရားလေဒီကျူကနေနေဆိုနေတိုင်းနာဖြစ်တော့ဘာဖြစ်လာလဲဆိုတော့ဒီဟိုထက်ပြီးတော့တစ်နေ့နားခြင်းလာအဲ့ဒါလေးလည်းဖြစ်ပြီးလုံနေတယ်ဆိုလို့ရှိရင်ဖះလည်းမဖြစ်ပြမှာမပူရတော့စိတ်ထဲမှာငါဒီနေ့ဖះပူရမယ်ဆိုတော့အတိတည်းရမှာအဲ့လိုမျိုးစိတ်ကတော့တကယ်ဖြစ်တယ်ဒါလေးကခုဆိုရင်ဒီနေ့က6ထက်ကြီးရော9ထက်ကြီးရော9ထက်ကြီးရောဖြစ်ခဲ့ပြီနော်မြင်နေရတာကတော့ကန်တော်ကြီးရေလေချင်းကတကူကြီးဖျားတွေအကုန်လုံးကိုစုပြီးတော့ပုံစံနဲ့ပြုလုပ်ပြီးတော့တည်ထားတဲ့ဖျားလို့တော့ပြောလို့ရတယ်ရေလေချင်းကဖျားပါရှင်ငါကြိုက်တီးပုံတူလေးရှိတယ်အစုံနဲ့နော်ပြီးတော့ဒီတရုတ်ရဲ့ဗာလဲဖိုးသူတော်ပုံစံမျိုးရောရှိတယ်ခွဲမယ်တော်ကြီးလည်းရှိတယ်အမတော်မျက်နှာတွေတို့ဥပမာပေါ့နော်အဲ့လိုတွေလည်းတော်တော်စုံစစ်စစ်ဝတ္ထုတွေတော်တော်လဲစုံတာကိုတွေ့ရတယ်အဲ့တော့ကိုဖရန်ဆက်တွေနဲ့ဘာရဖုံးမြော်ခြင်းတဲ့သူတွေဆိုရင်ကန်တော်ကြီးကဒီရေလေကျွန်းဖျားလေးကိုဘာရပြီးတော့ဖုံးမြော်ခြင်းတယ်လို့ပြီးတော့သင်မြင်မိပါတယ်ရှုခင်းလေးကလည်းအရန်လာတယ်ကန်တော်ကြီးမှလမ်းဆောင်ရင်းနဲ့လေဖျားလေးပူယူပြီးတော့အဲ့မှာကျတော့ဘဘကြီးတယောက်တော့ရှိရဲပေါ့နော်တပါးကြီးရှိရဲဒါပေမဲ့ဒီဝင်းကြီးကကျေတယ်တစ်ပြင်းနေရလေပြင်းနေနေတဲ့အချိန်ကျတန်းရှိရမနိုင်တော့လေအဲ့မှာပိတ်ရလေးမှလမ်းလျှောက်သွားရင်ဖျားလေးဝင်ပူရင်းနဲ့အမိုက်ရှင်တန်းရှိလောက်တဲ့ကုသိုလ်ကြီးလည်းယူလို့ရပါတယ်လို့သူပြကတော့နောက်ဘဝဒီထက်ပိုပြီးတော့လှအောင်လို့ပေါ့နော်အမိုက်လေး3ချက်4ချက်တော့လဲခဲ့ပါသေးတယ်စပါနော်ရှုခင်းရလည်းအရင်ကိုလှပတော့တိတ်ဆိတ်တော့အေးချမ်းတော့ပါဒီဗီဒီယိုထဲမှာကြားနေရတဲ့ကခုန်နေတဲ့အတန်တွေကတော့ဒီအိတ်အနီးနားမှာဒီပါလေ Chinese dance တွေပါအဲ့လိုတချင်းတွေဖွင့်ပြီးတော့သူတို့ဥဆောင်ပြီးကနေတဲ့အဖွဲတွေလည်းရှိတယ်လေ့ကျင့်ခန်းလုပ်နေကြတာပေါ့မနေ့စောစောဆိုတော့လေနော်ဒီဗီဒီယိုကတော့ဘာသာရေးလုပ်တဲ့သူတွေပေါ့ဟုတ်ပါပြီကြည့်ရှုပေးလို့ကျေးဇူးတင်ပါ